Hello, as an Masbo, I've been in a Ghana Panico, Monamia, Alo, Minglava, Genoku Pioto Be met John Aligaro a Primary Boys and Nasa Biboli, Nasa Bima, General, as an Demboli, champion Suya, you go, a lot on these and Navy, so that John Lee General Swinny don't the Giambia. I Jolo Daku, Primary Boys and Nasa Bidwai Boli, Nasa Bidwabi, Leshi Shemas and Azia, Yadimuya, the General Yama Lisa Shaman at Mansidiga, Mansidian Ascent Negaboli, Mansidiango, Choma Piatare. အဆင့်တုံးကဒါဘီလာတင်ကိုလည်းတုံးမဲ့6မှတ်ဖြတ်ထားတယ်ပေါ့လေဒီအခြေအနေမျိုးရှိတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့ဘလောက်တောင်ချန်ပီယံလိမှာချန်ပီယံလိတောင်ဖြစ်တယ် sorry ဟာပရီးမီးယားလိချန်ပီယံစုအတွက်ဘလောက်တောင်နီးစပ်နေပြီလဲပေါ့လေကျွန်တော်တော့ဒါ DRD ကိုတော်တော်လေးကိုယုံကြည်မျှော်လင့်ထားတယ်ပေါ့လေ DRD ဒါယုံကြည်မျှော်လင့်ထားလို့ပဲအာဆင်နယ်ကလည်းလုတ်ပြနေတယ်ဘယ်လိုလုတ်ပြနေလဲဆိုတော့ကျွန်တော်တို့မနစ်ကအရင်ယာဒီတွေမှာပေါ့လေကျွန်တော်တို့ဒါရမှတ်တွေရောခဲ့တဲ့တေးတို့မဟုတ်ရှုံးခဲ့တဲ့ဒါအတင်းတွေကို DRD မှာတပွဲချင်းစီအနိုင်ယူပြနေတယ်ဗျာမနစ်ကဒါကျွန်တော်တို့နေယူကိုလည်းအဝေးဘက်မှာရလက်မကောင်းခဲ့တဲ့နေထားမှာ1 2ဆိုတဲ့ရလက်နဲ့နိုင်တယ်ဒါကျွန်တော်တို့နောက်ထပ်ရှိပါတယ်ဘီလာတို့အခုလောအိမ်ဝမ်းမှာဒါ4 1ဆိုတဲ့ရလက်နဲ့နိုင်တယ်မနစ်ကဆိုရင်အဲ့ဒါတေးရှုံးနေပေါ့လေဒါကျန်တဲ့ဟာတွေရှိပါတယ်ဘူးမောက်တို့ကျွန်တော်တို့ Everton တို့အဲ့လိုမျိုးနေထားမျိုးတွေရှိတယ်ဗျာတပွဲချင်းစီအာယုံစိုက်ပြီးတော့မနစ်ကယာဒီရဲ့အမှားတွေကိုအာတီတာနဲ့အာဆင်နယ်နဲ့ဒါတင်ကန်းစာယူပြီးတော့တပွဲချင်းကြော်ဖြတ်နေတယ်ဗျာဒီလိုယုံကြည်ဒီလိုစွမ်းဆောင်ပြနေတဲ့အခြေအနေတွေကြောင့်မို့လဲကျွန်တော်ကအာဆင်နယ်တင်းကိုဒီဟာဒီပရီးမီးယားလိချန်ပီယံစုရဖို့ယုံကြည်တာတစ်ချက်ဗျာနောက်ထပ်တစ်ချက်ကဘာလဲဆိုတော့နောက်ထပ်စကွက်တက်ဗျာအတင်းရဲ့စကွက်တက်ကကျွန်တော်တို့နေရာတိုင်းမှာ quality မကွာတဲ့ကစားသမား2ယောက်စီရှိတယ်အဲ့ရေတွေးပိုင်းက2ချက်အခုတစ်ချက်ပေါ့လေအဲ့ဒါ2ချက်ရှိသွားပြီနောက်ထပ်တစ်ချက်ကဗျာဘယ်လောက်ပဲဒဏ်ရာတွေပြက်နာတွေကြုံဗျာအတင်းကရလက်ကရမ်းရင်းရိုင်မတော်ဘူးဗျာဒီတုံးချက်ကြောင့်ကျွန်တော်ကဒီဟာဒီအာဆင်နယ်ပရီးမီးယားလိချန်ပီယံဖြစ်ဖို့ဒါကျွန်တော်တော့ဒါယုံဘာကြောင့်ယုံကြည်ရလဲပေါ့လေကျွန်တော်အနေနဲ့ဘာကြောင့်ယုံကြည်ရလဲဆိုတော့အဓိက3ချက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျာအခုပါဗျာကျွန်တော်တို့ဒါမာတင်အိုဒီကနာဘူးတယ်ဆလီဘာနာဘူးတယ်ဂါဘီယယ်နာဘူးတယ်ကန်ဟာဘက်ကနာဘူးတယ်ဂျေဇူနာဘူးတယ်တော်များများဗျာအာဆင်နယ်တင်းရဲ့ player တွေအိုဒီကတိတ်တူကအစပေါ့လေနာတရကြောင့်နာဘူးတယ်အာဆင်နယ်တင်းရဲ့ဒါရလက်ပိုင်းနဲ့ရင်းရန်မတော်ဘူးဗျာအခုဆိုရင်ပို့ပြီးတော့ဖြည်းဖြည်းချင်းလူတွေပြန်ဆောင်လာဗျာဂါဘီယယ်တို့ပြန်ကစားပြီးကျွန်တော်တို့ဒါဒီအိုဒီကတို့လည်းအရင်ခြေစွမ်းတွေပြန်ရနေပြီးနောက်ထပ်လာတော့မယ်ကျွန်တော်တို့ကန်ဟာဘက်တို့လာတော့မယ်ဂျေဆုဆိုလည်းဒါ ACI ပြန်လာပြီးတော့တဖြည်းဖြည်းချင်းပုံမှုပြီးတော့အတင်းနဲ့အန်ဝန်သားပြုတ်လာပြီဗျာဒီလိုအခြေအနေမျိုးတွေကြောင့်ကျွန်တော်တို့DRDကိုDRDကပေါ့လေအာဆင်နယ်ပရီးမီးယားလိချန်ပီယံဆုရဖို့အလွန်ကိုအနည်းဆက်ဆုံးလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့လေညီကိုတွေနဲ့ရောဘယ်လိုမြင်ကြလဲပေါ့လေကျွန်တော်တော့ဒီတုံးချက်ကြောင့်ပဲဒါအာဆင်နယ်တင်းကဒီယာဒီပေါ့လေEPN ဆုကိုရယူသွားတော့မယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်နောက်ဒီအာဆင်နယ်အတွက်ကြတော့ဒီတုံးချက်ပေါ့လေနောက်ထပ်ဒါကျွန်တော်အမြင်ထပ်ပေါင်းပြီးတော့တစ်ချက်ပြောရမယ်ဆိုရင်မန်စီးတီးကအရင်ယာဒီတွေကလို့မန်စီးတီးမဟုတ်တော့ဘူးဗျာငကိုတော့ဟုတ်တယ်ဒီဘရိုင်းနာတို့ကောင်းတယ်ဟာလန်နဲ့တွဲမိတယ်ကျွန်တော်တို့ရိုဒရီကလည်းလုံးဝ fully fit ဗျာဒါရိုဒရီဆိုရင်ငကိုက ASEAN တန်းမြခင်ဆိုတကယ်ကိုအရေးပါပြီးတော့မန်စီးတီးအတွက်လုံးဝကိုအဖို့မဖြတ်နိုင်တဲ့ဒါဘာလွန်တော့ဆူရှင်ဗျာအဲ့လိုမျိုးအနေထားမျိုးကအရင်ဒါမန်စီးတီးလည်းမဟုတ်တော့ဘူးအဲ့လိုမျိုးအနေထားမျိုးကြောင့်လည်းပါတယ်ပေါ့လေဒီချက်လက်တွေကြောင့်ပဲအာဆင်နယ်တင်းက DRD မှာဒါကြိုင်မဲ့တင်းကိုမလေးစားလို့တော့မဟုတ်ဗျာမန်စီးတီးကိုကြည့်လိုက်အခုဆိုရင်ဒါအခုနောက်ဆုံးတော့ဒါဒီပေါ့လေချက်စီတင်းနဲ့ကန်သွားတဲ့အနေထားမျိုးကြည့်လိုက်အခုဆိုရင်နောက်တန်းကဘာရီရောတို့ကျွန်တော်တို့နာသွားပြီဗျာနာသွားပြီခု6ဘက်လား9ဘက်လားနဲ့နားရတော့မယ်သူ့နေရာမှာအစားထိုးတောင်လူလုံနေရပြီဗျာလူရှာနေရပြီပေါ့လေရှာနေရပြီဆိုတော့နွေရာဒီမှာမန်စီးတီးတင်းနဲ့တခုကန်ကောင်းတာပေါ့လေဒီဒန်ရရသွားတဲ့နေရာမှာသူဇန်နဝါရီဈေးကွက်နဲ့လာတိုးနေတာနည်းနည်းလေးတော့ကန်တရားသူ့ဘက်မှာနည်းနည်းလေးတော့ရှိတယ်လို့ပြောရမယ်ဒါပေမဲ့လည်းပေါ့လေမန်စီးတီးကအခုဒါလူတစ်တွေနဲ့အတူပေါ့လေဒါခြေစွမ်းပိုင်းတည်ငြိမ်ဖို့အတွက်ကြိုးစားရုန်းကန်နေရတော့ရှိသေးတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တော့ဒီဟာဒီမှာတော့အာဆင်နယ်တင်းကပေါ့လေမန်စီးတီးတင်းတဲ့ကွာရီယိုလာရဲ့မန်စီးတီးတင်းတဲ့နှာတစ်ဖျားမကတာတယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ပဲဒီဟာဒီမှာဒါချန်ပီယံစုအတွက်ပေါ့လေပရီးမီးယားလိချန်ပီယံစုအတွက်ရဖို့အနည်းဆက်ဆုံးအနည်းဆက်ဆုံးအရင်ယာဒီတွေကချက်ပေါ့လေပုံမနီးစက်တဲ့အခြေအနေမျိုးလို့ကျွန်တော်အနေနဲ့တုံးတက်ထားတယ်ဒီကိုအနေနဲ့ရောဘယ်လိုမြင်ကြလဲပေါ့လေပရီးမီးယားလိချန်ပီယံစုကအာဆင်နယ်တင်းရရှိဖို့ပေါ့လေ
အလွန်ကိုနီးစပ်နေပြီလားဘယ်လိုမြင်ကြလဲကျွန်တော်ရဲ့အမြင်လေးကိုတုံးတက်ပြတာဖြစ်ပါတယ်ဒါကွန်မန့်အောက်မှာပေါ့လေကျွန်တော်ရဲ့ဒါဒီဗီဒီယိုရဲ့ကွန်မန့်အောက်မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါကိုယ့်ရဲ့အမြင်လေးတွေကိုပေါ့လေကျွန်တော်တော့ဒါဒီလိုလေးတုံးတက်ထားပါတယ်အတင်းကဒါနံပါတ်1စကွက်တက်ပိုင်းဒါနံပါတ်1အနေနဲ့ကျွန်တော်တို့စကွက်တက်ဆိုတာတဲ့ကျွန်တော်နံပါတ်1ပြောခဲ့တာဗျာမိနစ်ကရလက်ဆိုးနေတဲ့ဒါတီတို့မဟုတ်ဒါရှုံးနေခဲ့တဲ့ဒါဟွာတွေကိုပေါ့လေအတင်းတွေကိုဒီဟာဒီမှာအကောင့်တော့တပွဲစင်းစီကြော်ဖြတ်ပြနေတယ်အဲ့ဒါနံပါတ်1နံပါတ်2ကကြတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီအတင်းရဲ့စကွက်တက်တောင်တင်းလာမှုပေါ့လေတောင်တင်းလာမှုကနံပါတ်2ဖြစ်တယ်နံပါတ်3တစ်ချက်ကကြတော့ကျွန်တော်တို့ဒီပေါ့လေနံပါတ်3တစ်ချက်ကကြတော့ဒါဒီမန်စီးတီးရဲ့တင်းအရင်ယာဒီတွေကလို့အဲ့လိုမျိုးကြီးတွေမဟုတ်တော့ဗျာအရင်ကြီးကောင်းပြီးတော့အရင်ကြီးဟွာလောက်တဲ့နေရာမျိုးတွေမဟုတ်ပါဘူး sorry နံပါတ်3တစ်ချက်ကဘာပြောခဲ့တာဆိုတော့ဒီဒဏ်ရာပြက်နာတွေများလာတဲ့အချိန်မှာတော့ပေါ့လေကျွန်တော်တို့အတင်းကရလက်ပိုင်းရင်းတွားခြင်းမရှိတာအဲ့ဒါနံပါတ်3เนาะပြောခဲ့တာကျွန်တော်နံပါတ်4ကကြတော့ကိုပိုင်အမြင်လေးပြောခဲ့တာနံပါတ်မန်စီးတီးကအရင်ယာဒီနှစ်တွေကလို့ပေါ့လေကျွန်တော်တို့မန်စီးတီးမဟုတ်တော့ဘူးဆိုတော့အကြောင်းလေးပြောခဲ့တာဖြစ်တယ်ညီကိုတွေအနေနဲ့ဒါအကိုရဲ့အမြင်လေးတွေပေါ့ဗျာဒီဗီဒီယိုလေးရှိတော့မှကျူဆိုလို့ဒီဗီဒီယိုလေးရဲ့ဒါအောက်မှာပေါ့လေဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်